ဒီနေ့ကတော့စီးရပါလေပြည့်ရဲ့မွေးနေ့ဖြစ်ပါတယ်အောင်စီးရအရှိမပြောနေပြည့်မွေးနေ့မှာဆုံးကျတရားတော်မှာ6 နာရီ 5 နာရီလာပါတယ်အဲကြောင့်လည်းဒီမှာပါရှင်းတော့နောက်တစ်ခုပြောရရှိတယ်ကြပ်ပြီးခဏစားနေလာတော့မတည်ရတာပဲပေါ့ရှိရအခုစီပြားလို့ရရှိနေတယ်နောက်ပြီးဒီမှာဘောနော်ဖျားဆက်တက်ခဲ့ဘောနော်ပန်ချာမီလီတာနော်တိုင်လို့မီလီမဆိုလာဘောဒီမှာဒီမှာအကုန်ရှင်းတော့နောက်မှအဆက်ရှင်းတော့အခက်ခင်းနဲ့မရှင်းတော့ပြန်ဘာလဲပန်ကားနဲ့ပြသွားမားပြင်းနေတာမကြကိုပါမကြတော့ဖြာလေးစီတာဗောနော်အဲ့တော့ခုန်ကြီးပြန်မှာဒီနားမှာမဆိုတော့အဲ့ဒါဒီနားမှာလေးပေးပါမရှိမှပန်းလေးချလီစီရခဲ့ပါတယ်အဲ့ဒါပြောပြရပါတော့ဒီအစဖွားနဲ့ပြကြရှိရတဲ့ချလီပုံမှာနဲ့ချလီဒီမျိုးလေးပြရတော့ခဏခါရပြောချင်တာဗောနော်မကြောက်ဒီဗတ်ရဒီမျိုးလေးပြလက်ရတခါတည်းတင်လို့ဆိုရလက်ရုပ်ကြည့်ကြပြန်တယ်ဟဲ့မင်းကကူမပါဘူးခဏchicken banana 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 ထိုးရလားထိုးကြည့်မယ်လာဝေးစားမှာတော့ရှိတယ်တာဟာဒီလိုနဲ့ဟာပြန်ဆွတ်လာကြည့်တာဘူးလားကိုငါခုတော့ပြေးပါနားခါကြည့်ဟုတ်ပြီတော့အဲ့လိုဆိုရတယ်ဟိုဟာပြီးလို့ရှိရင်ရတယ်ကျွန်တော်ကြောက်ပဲပါလာတော့ဟာတာဦးတခုကြံတခုဟိုပဲကိုယ်နားခါနားထိပါကျွန်တော်ဟာခုနကအခုကဘာဖြစ်လာလဲငါကူပဲဘယ်လိုလုပ်မလဲဒါမလုပ်ဘာရောက်လဲလာလဲကြတော့သူ့ရဲ့ပြပါမကြည့်ရောဘာမှဟဲ့ကြောင်မပြောင်းမဒီစီရဘလူးလေးစပြန်အနီးရဘာရောက်လဲဘာရောဖြစ်ဟဲ့လက်ပဲခိုင်းချက်သွားပြီဟဲ့လက်ဖြစ်သွားပြီလက်ဖြစ်သွားပြီဒီကိုပုံစံတိုင်းကြမယ်ပါဠိချမကြောက်အဲ့ဘာဒီကဟာမေးစရသူဖြစ်နေတယ်ပါရကြတော့ရောဖြစ်